ဟုတ်လားပညာတမာတိတတိဝရိယအဲ့ဒီဝရိယကနော်တကယ်ကြိုးစားဖြစ်ဖို့ဆိုတာအပေါင်းဖော်တွေနဲ့မွေးလျော်နေတဲ့လူဘယ်ကြိုးစားဖြစ်မှာတော့လူရေးလူရတဲ့ပဲရောသွားမှာလေဒါပဲလေဟုတ်တယ်မဟုတ်လားအေးအဲ့ဒါလိုအပေါင်းဖော်တဲ့လည်းမမွေးလျော်မှစောစောကပြောသလိုကိုဖြစ်နေတာကိုမကျေနပ်နိုင်ဘူးကိုဘဝကိုမနှစ်သက်ဘူးကိုဘဝကြီးကိုစိတ်တိုင်းကိုမကြဘူးဆိုတဲ့လူဒီဘက်လေးနဲ့တဲ့အပိုင်းကိုသူမသွားနိုင်ပါအောင်ဟုတ်လားတခါအလိုကြီးနေတယ်ဟိုဟာရခြင်းတရားရခြင်းဟိုဟာဖြစ်ခြင်းတရားဖြစ်ခြင်းသိပြီးတော့လောဘတွေများနေရင်လည်းပဲဒီလေးနဲ့တဲ့မြင့်မြတ်တဲ့အလုပ်ကို तू ဥလှဲနိုင်မလားမလုံးနိုင်ဘူးကိုဟာကိုလောနေတာလေနော်လောဘဆိုတဲ့အတိုင်းအလွန်ကိုလောစေပါတယ်ဟုတ်လားလောနေဆိုတော့လကားလောနေတာမဟုတ်နော်တောင်ရှိလူကြီးတွေကတချို့စကလုံးလေးတွေကိုသူတို့ထွင်ခဲ့တာလေးတွေကအဓိပ္ပာယ်ရှိလို့ထင်တယ်လောနေတာပဲဆိုတာလောဘကိုမြန်ပြောနေသလားလို့ဦးဇင်းကစဉ်းစားကြည့်ဟုတ်လားအဲ့ဒါဘယ်နှချက်တုံသူတွေးတာခုနှစ်ချက်အဲ့ဒါမဟာပုရိသဝိတ္တလို့မြတ်စွာဘုရားနာမည်တက်တယ်အဲ့ဒီလိုရှင်အနုရုဒ္ဓနော်စေတီတိုင်းရဲ့အရှိဝါတော်ထဲမှာတပါးတည်းသတ္တပင်ရင်မှာထိုင်ပြီးတော့အလွန်မြင့်မြတ်တဲ့အတွေးကိုတွေးတယ်ရှေ့ဆက်ပြီးတော့တွေးဖို့အတွက်သူအခက်အခဲဖြစ်နေတယ်တဲ့ဒီအတွေး9မျိုးတင်ရက်နေတယ်ရှေ့ဆက်ပြီးတော့မတွေးနိုင်တကယ်ဆိုရင်ရှေ့ဆက်ပြီးတော့တွေးဖို့ကြံသေးတယ်တဲ့အဲ့ဒါကိုမဟာဗုဒ္ဓဝင်ကျမ်းထဲမှာအတိအကျလေးမင်းကွန်းစတော်ဘုရားရေးပြတယ်တာဝကတွေရဲ့အတွေးဟာတွေးလိုက်ရင်ဒီပညာမှာပဲဆုံးသွားတယ်တဲ့ရှေ့ဆက်ပြီးတော့မတွေးနိုင်ဘူးတဲ့ဒါတဘာဝပဲဓမ္မတာပဲတဲ့ရှေ့ဆက်ပြီးတော့တွေးနိုင်တာကတပ်ပင်ညူမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးတို့ဒီတာနဲ့ရှေ့ဆက်ပြီးတော့တွေးနိုင်တာအဲ့ဒါကိုမြတ်စွာဘုရားသိတယ်သိတဲ့အခါကျတော့ကိုယ်တော်လက်ကိုစံတကဲ့သို့စံတော်လက်ကိုကိုယ်တကဲ့သို့အလွန်လျင်မြန်တဲ့အရှိန်အဟုန်နဲ့အရှင်အနုရုဒ္ဓရဲ့ရှေ့ကိုမြတ်စွာဘုရားရောက်လာတယ်ရောက်လာပြီးတော့အနုရုဒ္ဓကောင်းစွာသင်ဟာအလွန်မြင့်မားတဲ့ယောက်ျားမြတ်တို့ရဲ့အတွေးကိုတွေးနေတာအဲ့တော့သူတွေးနေတဲ့အတွေး9ချက်ကိုမြတ်စွာဘုရားစီးပြီးတော့ဟောတယ်သူ့ကိုပြန်ပြီးတော့ဟောတယ်အဲ့ဒါလိုဟောပြီးတော့အနုရုဒ္ဓတဲ့8ခုမြောက်အတွေးကိုလည်းသင်ဆက်ပြီးတော့တွေးလိုက်ပါဦးတဲ့အဲ့ဒီ8ခုမြောက်အတွေးကဘာလဲ8ခုမြောက်အတွေးကမြတ်စွာဘုရားဖြည့်ဆွတ်ပေးလိုက်တဲ့အတွေးကဘာလဲတဏမာနဒိဋ္ဌိဆိုတဲ့ပပင်္စတရား3ပါးပြည့်တို့ကြားဥပါတယ်တတနာဆိုတာငါဥစ္စာလို့လုပ်တဲ့သဘောမာနဆိုတာကိုနော်ငါလို့ထင်ပြီးတော့အထင်ကြီးနဲ့နော်အထင်ကြီးရောက်နေတဲ့သဘောပေါ့နော်ဒိဋ္ဌိဆိုတာဘာလဲထင်ရှားဖြစ်ပေါ်နေတဲ့ယုံ nant သဘာဝကိုပုဂ္ဂိုလ်တ attva လို့နော်အမှတ်မှားအစွဲမှားအမြင်မှားအယူမှားတွေဖြစ်နေတာဟုတ်လားအေးအဲ့ဒီတဏမာနဒိဋ္ဌိဆိုတဲ့ပပင်္စတရား3ပါးအဲ့ဒီပပင်္စတရား3ပါးချုပ်ရနိဗ္ဗာန်တဲ့အဲ့ဒီပပင်္စတရား3ပါးချုပ်ရနိဗ္ဗာန်မှာမွေးလျော်နှစ်ချိုက်ပျော်ပိုက်ကြသောပုဂ္ဂိုလ်တို့သည်သာလျှင်လောကုတ္တရာတရား9ပါးပြည့်စုံနိုင်နေတဲ့ပပင်္စချုပ်ရနိဗ္ဗာန်မှာမပျော်မွေ့နိုင်ကြတဲ့ပုဂ္ဂိုလ်တွေလောကုတ္တရာတရား9ပါးကိုမပြည့်စုံစေနိုင်ဘူးတဲ့အဲ့တော့နိဗ္ဗာန်ကိုမရသေးဘဲနဲ့ဘယ်လိုလုပ်ပြီးတော့နိဗ္ဗာန်မှာပျော်မွေ့နိုင်မလဲဒါစဉ်းစားရရှိတယ်ဒါကပိဋကပေါင်းသူတော်ကောင်းတို့ပရိယတ္တိတုတ္တအနေနဲ့ကြားဘူးတာကိုလည်းပဲထိုက်လျောက်နားလေအောင်လေ့လာထားဖို့တော့မလိုပေဘူးလားလိုတယ်နော်အဲ့တော့ဦးဇင်းတို့စာထဲမှာပါတဲ့အတိုင်းလေးနည်းနည်းလေးအတိအကျလေးပြောကြည့်မယ်နော်တဏမာနဒိဋ္ဌိချုပ်ရာပပင်္စချုပ်ရာနိဗ္ဗာန်မှာမွေးလျော်နိုင်တဲ့လူသည်လောကုတ္တရာတရား9ပါးပြည့်စုံမယ်မမွေးလျော်နိုင်တဲ့လူသည်လောကုတ္တရာတရား9ပါးမပြည့်စုံအဲ့လိုဆိုလို့ရှိရင်ငါဟာဆိုတဲ့အတွေးတွေတိတ်လွှမ်းမိုးနေမယ်ဆိုရင်ဟုတ်လားကိုအထင်ရောက်တဲ့အတွေးတွေတိတ်လွှမ်းမိုးနေမယ်ဆိုရင်နော်တဘာဝတရားကိုပုဂ္ဂိုလ်တ attva ဆိုတော့အခိုင်အမာနော်ပြင်းပြင်းထန်ထန်ကြီးအဲ့ဒါကြီးကထကြွတောင်းကျမ်းနေတဲ့သဘောမျိုးအနေနဲ့ငါဆိုတာကြီးတိတ်များနေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်လောကုတ္တရာတရား9ပါးမပြည့်စုံနိုင်ဘူးလို့အဲ့ဒီနည်းနဲ့သွယ်ဝိုက်ပြီးတော့နားမလည်နိုင်ဘူးလားနားလည်နိုင်တယ်ဟုတ်လားဒါမြတ်စွာဘုရားဖြည့်ဆွတ်ပေးတဲ့8ခုမြောက်အတွေးပေါ့အဲ့ဒီလိုမြတ်စွာဘုရားအဲ့ဒီအတွေး8ခုကိုပြောပြီးတဲ့အခါမှာနော်ဦးဇင်းတို့အရန်သဘောကြတဲ့နော်ဒီအတွေး8ခုကိုတွေးလို့ရှိရင်ဆက်လက်ပြီးတော့ရရှိမဲ့အကျိုးကျေးဇူးအဲ့ဒါလေးကိုလည်းပိဋကတို့နော်တရားကစဉ်းစားတရားတွေကြီးပဲလို့မအောင်မိပဲနဲ့နော်ကိုယ့်ရဲ့ဉာဏ်လေးကိုနော်ထက်မြက်သွားစေဖို့လေးနဲ့သွားစေဖို့ဆိုတဲ့စိတ်ကူးလေးနဲ့အာယုံလေးတည်တည်ချာချာစိုက်သိခြင်းတယ်ဟုတ်လားအနုရုဒ္ဓတဲ့အဲ့ဒီအတွေး8ခုကိုသင်တွေးပါတဲ့တွေးလို့ရှိရင်ဒီအတွေးတွေကိုအခြေခံပြီးတော့အတူချုပ်ပဲပြောမယ်နော်ဇန်၄ပါးကိုသင်ဟာလွယ်လွယ်ကူကူရလိမ့်မယ်တဲ့ပထမဇန်ဒုတိယဇန်တတိယဇန်သရုတ်ထဇန်ဒီအတွေးတွေကိုတွေးလို့ရှိရင်ဒီမျက်မှောက်ဘဝမှာချမ်းချမ်းသာသာနေနိုင်ရေးဆိုတဲ့ဒီဇန်၄ပါးကိုသင်လွယ်လွယ်ကူကူရလိမ့်မယ်တဲ့ဒီအတွေးတွေကိုတွေးဟုတ်လားအလိုနေဖို့ရှောင်ရဲဖို့
စိတ်ဉာဏ်မှာပျော်မွေ့ဖို့ဝရိယရှိဖို့တတိရှိဖို့တမာတိရှိဖို့ပညာရှိဖို့ပပင်စာချုပ်ရနိဗ္ဗာန်မှာပျော်မွေ့ဖို့နော်အဲ့လိုတွေးမယ်ဆိုရင်ဗါတဲ့တော့စံ၄ပါးကိုလွယ်လွယ်ကူကူရနိုင်တယ်တဲ့ဒါတွေမကဘူးတဲ့သင်ဒီလိုတွေးမယ်ဆိုလို့ရှိရင်ဘယ်အစဟောတော့ဆိုတော့သင်္ကန်းနဲ့ပတ်သက်ပြီးတော့နော်ရောင်ရဲတင်းတိမ်မှုရှိပုံစဟောတယ်အလွန်ချမ်းသာတဲ့တတိတယောက်ကသူ့ရဲ့အဝတ်ဘီကိုအဝတ်တစ်တာထဲမှာအဝတ်တွေစုံနေအောင်ထည့်ထားတယ်အဲ့ဒါကိုကြည့်ပြီးတော့ကျင်တတ်တယ်သူ့မှာအဝတ်အစားပြည့်စုံကောင်းနေကြီးတတိဆိုမှတော့သူကြိုက်တာကောင်းတာကိုဝယ်ထားမှာပေါ့သူ့မှာအဝတ်အတွက်နဲ့ကြိုက်တာတမျိုးဈေးမလိုက်နိုင်လို့မဝယ်နိုင်ဘူးဆိုတာသူပဲရှိမလို့ကြိုက်တာကိုကြိုက်တယ်လို့စိတ်ရှိလို့မှအခုခေတ်တတိတွေလည်းပဲလှုပ်ထားမို့လားနော်တတိမဟုတ်ဖ ೇನೆ တောင်ဒကမာကြီးတွေတချို့အဝတ်စားတွေအများကြီးရှိရနော်ရေဘေးဒုက္ခတွေလို့တော့ဥစဉ်အရန်အံ့ဩနေအစုံတရားတဲ့ဟာအစုံတရားအလကားပေးလိုက်တာအဲ့ဒါသူတို့ဝတ်ပြီးသားတချို့ဆိုတခါပဲဝတ်ရသေးတယ်တဲ့အဲ့ဒကမာကြီးတယောက်ကအစုံ200တဲ့အဲ့ဒါသူဝတ်တဲ့အဝတ်တွေတဲ့အိမ်အလေးခံပြီးတော့အဲ့လိုတင်တဲ့လူတွေလည်းရှိသေးတယ်ကိုလို့ဟုတ်လားအဲ့ဒါဘာလဲဆိုတော့အဲ့ဒီချမ်းသာတဲ့လူတွေကဒီအဝတ်ကိုကြည့်ပြီးတော့သူတို့ဘာလို့ကျင့်တတ်တယ်ကိုစိတ်ကြိုက်ဝယ်ထားတာငွေကြီးကိုငဲ့စရာမလိုတော့အောင်အကောင်းဆုံးအဆင့်အကောင်းဆုံးအရာဟုတ်လားဘာလို့အဝတ်ကိုကြည့်ပြီးတော့ဘာဖြစ်တော့ကျင့်တတ်တယ်တကယ်လို့ဒီအတွေးရှိခုကိုတွေးမယ်ဆိုလို့ရှိရင်တဲ့နော်အမိုက်ပုံကရတဲ့နော်ပန်းတကူသင်္ကန်းအည်သူရဖြင့်ဘာမှမကောင်းပါဘူးချုပ်ဆက်ဖားထိပ်ပြီးတော့ဝတ်ထားပြီးတော့တစ်ခေါက်ဆိုးပြထားတာဟုတ်လားဘာမှကောင်းတာမရှိဘူးဒါပေမဲ့အဲ့ဒီပန်းတကူသင်္ကန်းကိုစောစောကတထေးကဒီအဝတ်တွေရဲ့ပုံမှာကျင့်တတ်တယ်လို့မျိုးဒီအတွေးရှိချက်ကိုသာတွေးမယ်ဆိုရင်အဲ့ဒီပန်းတကူသင်္ကန်းလေးကို तू အရန်ကျင့်တတ်လိမ့်မယ်တဲ့ဒါလေးနဲ့လည်းပဲချမ်းသာပါတယ်ဟောဦးတဲ့အရန်သဘောကျတယ်ဒါကိုဖတ်ကြည့်ပြီးတော့ကျင့်တတ်တယ်မကျင့်တတ်ဘူးဆိုတာကကိုယ်စိတ်ပေါ်မှာယာနှုံးပြီးမူတည်တယ်လို့ဦးဇင်းထင်တယ်နော်သူကလူတွေအများကြီးရမှကျင့်တတ်မှုကိုရမယ်ထင်ပြီးတော့အများကြီးရှိအောင်ပဲရှာနေကြတာအများကြီးရှိပြီးတော့မကျင့်တတ်တာတွေလည်းအပုံကြီးဟုတ်တယ်မဟုတ်လားအဲ့တော့စိတ်ထဲကကျင့်တတ်နိုင်မယ်ဆိုရင်ကျင့်တတ်မှုကိုရတယ်အခုဒီအတွေးရှိခုသာတွေ့ပန်းတကူသင်္ကန်းလေးနဲ့လည်းပဲသူကျင့်တတ်တယ်တဲ့ချမ်းသာပါလေဒါလေးနဲ့လေဒါဆွဲလန်းမှုကိုပို့ပြီးတော့နဲစေတဲ့အတွက်ကြောင့်ပို့ပြီးတော့တောင်မွန်မြတ်တဲ့အနေအထားမှာရှိတယ်နော်ဒါပန်းတကူသင်္ကန်းနောက်ပြီးတော့ဒီအတွေးကိုသာတွေးတယ်အလွန်ချမ်းသာတဲ့ကြွယ်ဝတဲ့တတိကတပြုံးထမင်းတပြုံးဟင်းတွေကိုကြည့်ပြီးတော့ငါဘဝရတော်တယ်ငါစားရင်လေးစားဆိုသူကျင့်တတ်တယ်အဲ့လိုပဲတဲ့အိမ်ရှင်လှဲ့လေပြီးတော့နော်ဟိုရင်ကတစွန်းတရားသောလောင်းမိလောင်းလောင်းလိုက်တဲ့ဒီဆွမ်းရင်းနေနဲ့သူဘာဖြစ်တော့ကျင့်တတ်တယ်တဲ့နော်အသက်ရှင်ရင်ပြီးတာပဲလေဘာတွေသူ့မှာအပိုလိုးနေတယ်ဆိုတာမရှိဘူးသဘောပေါက်ရဲ့လားအသင်္ကန်းပြီးတော့ဆွမ်းပြောတယ်နော်ဆွမ်းပြီးတော့ဘာပြောတော့ဆိုတော့ကြောင်းဟုတ်လားအလွန်ချမ်းသာတဲ့တတိယစိတ်တိုင်းကြစောက်ထားတဲ့တိုက်ကြီးနော်ဘုရားဟောတာလျှမ်းစိတ်သက်တယ်နော်လေကိုဝင်လို့မရလောက်အစစ်အဆက်နော်တတ်ရအထွတ်တွေတက်ပြီးတော့ပြတ်သက်တွေနဲ့စောက်ထားတဲ့အိမ်ကြီးကျင့်တတ်တယ်ဒီယဟန်တစ်ပါးကဒီအတွေးရှိခုတွေးမယ်ဆိုလို့ရှိရင်တစ်ပင်အောက်မှာလည်းပဲကျင့်တတ်ပါတယ်တဲ့နော်တစ်ပင်အောက်မှာလည်းပါတော့ကျင့်တတ်တယ်သူ့ရဲ့ကျင့်တတ်မှုကဘာရောဆိုမြင့်မြတ်မှုပါရောတယ်နော်သူကဆွဲလန်းမှုသိမ့်မရှိဘူးကြိုက်တဲ့အချိန်ဒီတစ်ပင်ကိုခွာသွားတစ်ပင်ကိုတန်ရောစဉ်ဖြစ်တယ်လို့လည်းမရှိဘူးဒီတစ်ပင်ကဘဇုဟာလို့လည်းမရှိဘူးအရန်လွတ်လပ်ပေါ်ပါမှုမရှိဘူးလားစိတ်ထဲမှာအနှစ်သာရအနေနဲ့နားလည်တတ်ဖို့လိုတယ်ဟုတ်လားအေးနောက်ဒီအတွေးရှိခုကတွေးမယ်ဆိုလို့ရှိရင်နေရတဲ့နော်တချို့ရမ်းချမ်းသာပြီဆိုရင်အိမ်ထဲမှာနေရကိုကောင်းကောင်းလုပ်ထားတယ်နော်ဘာခေါ်လဲအိမ်ထဲကအပြင်အစင်တွေကိုဘာခေါ်လဲတကနေရှင်းတယ်ဟုတ်လားအများကြီးလုပ်ထားတာနော်လုပ်လို့ရတော့အကုန်လုပ်ထားတာဟုတ်လားစားရဲပြောတာတော့သူကနှစ်ဖက်ဂရီပါကြီးတွေတက်ထားတဲ့နော်ကော်စောအနီကြီးတွေအမွှေးပွားဝန်ပိုက်ရည်နဲ့ချုပ်ထားတဲ့နော်သူခေတ်လဲသူအကောင်းဆုံးဖြစ်အောင်လုပ်ကြမှာပေါ့ဟုတ်လားအဲ့ဒီလိုနေရာမျိုးမှာနေရလို့တတိတရားဟာကျင့်တတ်တယ်လို့ဟုတ်လားဒီမြင့်အခင်းလေးကိုလည်းပဲကျင့်တတ်ပါတယ်တဲ့ယဟန်တစ်ပါးကစောစောကအတွေးရှိခုကိုတွေးမယ်ဆိုလို့ရှိရင်ဒီလိုပဲနေရတာပဲလေတကယ်တွက်ကြည့်တော့အရသာရှိတယ်မရှိဘူးဆိုတာစိတ်ပေါ်မှာမူတည်တာလို့အရင်ထင်တယ်ဟုတ်လားနော်ထိုင်လိုက်တော့လည်းပဲကြားတော့လည်းပဲပူသွားတာပါပဲဟုတ်တယ်မဟုတ်လားဘယ်ပေါ်ပဲထိုင်ရပဲလေဟုတ်တယ်မဟုတ်လားအဓိကစိတ်ကလေးကြည်နူးချမ်းသာနေလို့ရှင်ပြီးတာပဲမဟုတ်လားဒါမဲ့လောဘကအဲ့လိုမျိုးတော့မရဘူးပေါ့နော်ပြီးတော့ပြောတော့ဆိုတော့သင်္ကန်းရဲ့စွမ်းရဲ့ကြောင်းရဲ့နေရာရဲ့ပြီးတော့ဆိုဆေးတဲ့ဟုတ်လားချမ်းသာတဲ့လူတွေကစေကောင်းဝါကောင်းနေကြတော်လေးတဲ့တို့မယ်နော်စေကောင်းဝါကောင်းသုံးနိုင်တယ်ကျင့်တတ်တယ်ယဟန်တစ်ပါးကဒီအတွေးရှိခုတွေးမယ်ဆိုလို့ရှိရင်နော်နွားကျင်ငယ်ဘုတ်ရည်နဲ့စိန်ထားတဲ့ရှစ်ရှားသေးစည်းဝူစီဒီဆေးလေးနဲ့လည်းပဲသူကျင့်တတ်ပါတယ်တဲ့အဲ့တော့ဒီလိုမျိုးရောင်ရဲတင်းတိမ်မှုမြင့်မြတ်မှုရှိတဲ့ပုဂ္ဂိုလ်အတွက်ဆက်ပြီးတော့တရားတို့တရားမြတ်ရဖို့အတွက်
မဝေးဘူးပေါ့နော်သဘောပေါက်